Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဒီ ENCV နဲ့ RCCB ရဲ့အဓိကကွာခြားချက်အကြောင်းလေးကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ဒီ slide ထဲမှာမြင်ရတဲ့အတူ breaker နှစ်ခုကကြတော့အပေါ်အောက်စာ RCCB ဖြစ်ပါတယ်ဒီအောက်အောက်စာကျတော့ ENCV ဖြစ်ပါတယ်ဆိုတော့အရှေ့ကောက်အနေနဲ့ကြတော့ကျွန်တော် alligator circuit breaker လို့ခေါ်တယ် ENCV ကြတော့ RCCB ကြတော့ကျွန်တော်တို့ residual current circuit breaker လို့ခေါ်ပါတယ်ဆိုတော့ဒီနှစ်ခုရဲ့အဓိကကွာခြားချက်ပါဖြစ်တယ်ပေါ့နော်ဒီနောက်တစ်ခုကကျွန်တော်တို့ဘယ်ဟာကိုအသုံးပြုတင်လဲဆိုတော့ဘာလို့ဘယ်ဟာကိုအသုံးပြုတင်လဲကျွန်တော်ပြောတာလဲဆိုတော့ဒီနှစ်ခုလုံးကကျွန်တော်တို့ဒီ body add အတွက်ပေါ့နော်ကျွန်တော်တို့ဒီ demo light အောင်အတွက်အသုံးပြုတဲ့ breaker တွေဖြစ်ပါတယ်ဆိုတော့ဒီနှစ်ခုကတစ်ခုကတော့လည်းဟောင်းဖြစ်တယ်တစ်ခုကတော့လက်တစ်ဖြစ်တယ်ဆိုတော့အဲ့နှစ်ခုမှာကျွန်တော်တို့တကယ်လက်တွေ့အိမ်မှာတက်မယ်ဆိုရင်ဘယ်တစ်ခုကိုတက်တင်တာလေးပေါ့နော်ဘယ်တစ်ခုကပိုးမှ safe ဖြစ်တာလဲဆိုတော့ဥစ္စာကိုပြောပြပေးမယ်တစ်ခုလုံးရဲ့ကွာခြားချက် breaking system ဘယ်လိုအလုပ်လဲတယ်လဲဆိုတဲ့ဥစ္စာကိုလည်းထပ်သွင်းမပြောပြပေးလို့ဖြစ်ပါတယ် okay ကျွန်တော်ဆက်သွားအောင်ပါ okay ဒီမှာ slide မှာကျွန်တော်တိုင်းတော့ကျွန်တော်ထုတ်ထားပြီးသားဖြစ်ပါတယ်ဆိုတော့ဒီနှစ်ခုရဲ့ကွာခြားချက်ကဒီ ENCB ကကြတော့ကျွန်တော်တို့140ပေါ့နော် 40 ကနေအခြေခံမှာဒီ breaking system ကိုသူအလုပ်လုပ်ပြီးတာဖြစ်ပါတယ် RCCB ကကြတော့ကျွန်တော်တို့ဒီ on current ပေါ့နော် current ပေါ်ကနေမူတည်မှာဒီ breaking ရဲ့ system ကိုအလုပ်လုပ်ပြီးတာဖြစ်ပါတယ်